အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့ဒီနေ့မှာပေါ့လေကြက်ဥပေါင်းခင်းချစ်ဒီချက်ကလေးကိုဒီထောပတ်နဲ့လေးနဲ့ပေါ့နော်ထောပတ်လေးနဲ့မွေးလေးချစ်စားမှဖြစ်ပါတယ်အရင်ကရတာရှိပြီးတော့ပေါ့နော်ကုန်ကြစိတ်လေးတက်တာလေးဟင်းလေးရလေးမလို့ပေါ့နော်လိုက်ပြီးတော့ချစ်စားဖို့လေးတိုက်တွန်းလိုက်ပါတယ်ရှင်ပထမဆုံးတော့ဆိုကနေပြီးတော့ပေါ့နော်ဒီထောပတ်တစ်ခဲပေါ့နော်ဒါလေးကိုထည့်ထားလိုက်ပါတယ်ပြီးတော့ဆိုဒီကျက်သွန်ဖြူပေါ့နော်နည်းနည်းပင်အမြင့်နဲ့ကျက်သွန်နေလေးတွေကိုအတူရောထည့်ပြီးတော့စီတက်လိုက်မှဖြစ်ပါပဲရှင်ဒီကျက်သွန်ဖြူကျက်သွန်နေနဲ့ပေါ့နော်နည်းနည်းပင်မြင့်ကလေးတွေကိုအနေငယ်ကျွတ်လာတဲ့အထိစီတက်မှဖြစ်ပါတယ်ဒါပြီးရင်တော့ဆိုပါဒီပေါ့နော်ခင်းချင်းဒီအမြင့်ချက်ပါပေါ့လေဘလို့စေတော့6တဲ့ဒီစီလေးတက်ထားလိုက်ပါမယ်ရှင်ပြီးရင်တော့ဒီပေါ့နော်ဒီရောင်တင်မုတ်လေးထည့်ပါမယ်ဆက်ကြိုက်တဲ့လေးဆိုတော့ဆိုကခွဲချက်မှုလေးကိုလည်းအနည်းငယ်ထည့်ထားပါရရှင်စီနနာလေးတက်ပြီးသွားတဲ့အခါကျရင်တော့ဆိုကဒီခင်းချင်းဒီပါလေးထားတဲ့ဟာလေးကိုထည့်ပါမယ်ခင်းချင်ဒီလေးပေါ့နော်ဒီအနှစ်တိုက်မှာပေါ့လေအခုကြမှာပဲဒီရတာမဟုတ်ထည့်မယ်ပေါ့နော်ချမော်လေးနည်းနည်းစားလေးနည်းနည်းပေါ့နော်ဒါပြီးလို့ရှိရင်ရေလေးနည်းနည်းထည့်ပြီးတော့ခင်းချင်ဒီလေးကိုအနှစ်ပေါ့နော်အနှစ်ရတာလေးဒီချက်ပေးပါမယ်ဒီအနှစ်ရတဲ့ဒီကိုတော်တော်လေးချက်ရတယ်ပေါ့နော်ဘာလို့ဆိုရင်စုတုံထားတဲ့ခင်းချင်ဒီကအနည်းငယ်မာဖြစ်တဲ့အတွက်ကြောင့်ပါပေါ့နော်ဆိုတော့ဒီငံပြားကြီးပေါ့နော်ခင်းချစ်တဲ့ခါကျရင်ငံပြားကြီးသုံးရင်ဒါကြောင့်မို့ပေါ့နော်ငံပြားကြီးလေးနင်းငယ်လေးထည့်ထားပါရရှင်ငံပြားကြီးထည့်တဲ့အချိန်လေးကိုမရောက်ဖြစ်လိုက်လို့ပါအနှစ်ကလေးတွေတော့ပေါ့နော်အနှစ်ထွက်လာတဲ့အချိန်တိုင်းတော့ဒါကြက်ဥပေါင်းထားတယ်ပေါ့နော်ပေါင်းပြီးတော့လေးထားတဲ့ကြက်ဥပေါင်းလေးကိုထည့်ပြီးတော့မှွေလိုက်ပါမယ်ရှင်တချို့ကလည်းဒီလောက်ပဲပေါ့နော်ခင်းချစ်တင်နေကြုံနေပဲချစ်တယ်သူကတော့နည်းနည်းပင်လေးကြိုက်တယ်ပေါ့နော်ကိုယ်မှလည်းနည်းနည်းပင်စင်သိရှိတာဖြစ်တဲ့အတွက်နည်းနည်းပင်လေးအုပ်မှဖြစ်ပါရဲ့ရှင်နည်းနည်းပင်လေးအုပ်ပြီးတော့ဒါရည်လေးနည်းနည်းထည့်ပြီးတော့ပေါ့နော်ဒီကျုပ်လေးတွေကိုခင်းချစ်တင်ရောနည်းနည်းပင်အနံ့လေးရောဝင်သွားတဲ့အထိပေါ့နော်ချက်ထားမှဖြစ်ပါရဲ့ရှင်ဒါကတော့အရန်ကိုမွေးပြီးတော့ပေါ့နော်ရေလေးခန့်တဲ့အထိကိုစောက်မှဖြစ်ပါတယ်ခုချိန်မှာတော့ရမ်းလည်းမှုပြီးတော့ပေါ့နော်ထောပတ်နဲ့လေးနဲ့တင်းနေပြီးလို့ရှိရင်ခင်းချင်နေနဲ့လည်းပင်နဲ့လေးနဲ့ပေါ့နော်ကျဥပေဦးဆိုတာလည်းခင်းချင်တဲ့ရမ်းလိုက်တယ်ပေါ့နော်တွက်ဖက်ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့ခုချိန်မှာတော့ရမ်းကိုမှုပြီးတော့ပေါ့နော်စားချင်တဲ့အကောင်လေးဟင်းတစ်ခွက်ကိုရရှိနေပြီဖြစ်ပါတယ်ရှင်ဆိုပါရေလေးများနေတာဖြစ်တဲ့အတွက်ရေလေးနည်းနည်းခင်းသွားတဲ့အထိပေါ့နော်တဲထားပေးမှဖြစ်ပါတယ်စီပြန်တဲ့အထိတော့မချစ်တော့ဘူးပေါ့နော်ဒီတစ်ခေါက်ကတော့ဆိုတော့ဒီအရေးလေးနဲ့စားကြတာဖြစ်တဲ့အတွက်ကြောင့်မလို့စီပြန်တဲ့အထိမဆောင်မင်းနဲ့ဒီအရေးလေးနဲ့ပဲချမှဖြစ်ပါရရှင်ဒီနေထားဆိုရင်တော့ဒါစားဖို့အဆင်သင့်ဖြစ်နေပြီပဲဖြစ်ပါတယ်အနံ့လည်းရမ်းမွေးပြီးတော့ကုန်ကြစီလေးတက်တာတယ်လိုက်ချက်ရတာလေးတွေ့ကူတဲ့အတွက်အားလုံးပဲလိုက်ပြီးတော့ချက်စားကြဖို့ဆိုတာတိုက်တွန်းလိုက်ပါတယ်ရှင်ဆွေဗီဒီယိုကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်